ညအတွင်းပျောက်ကွယ်သွားခဲ့တဲ့ Atlantis မြို့ဒီနေ့အထိကမ္ဘာပေါ်မှာလူတွေအငင်းပွားနေစေဖြစ်တဲ့ဒန်ဒါရီမြို့တစ်မြို့ရှိပါတယ်အဲ့ဒီမြို့ဟာတချို့လူတွေကအလွန်တိုးတက်တဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ခဲ့တယ်လို့ယုံကြည်ကြပါတယ်တနေ့မှာတော့အဲ့ဒီမြို့ကြီးဟာပင်လယ်အောက်ကိုနစ်မြုပ်ပျောက်ကွယ်သွားခဲ့တယ်လို့ဆိုကြပါတယ် Atlantis မြို့ဟာတကယ်ရှိခဲ့တာလားဒါမှမဟုတ်ဒန်ဒါရီတစ်ခုလားဆိုတာကိုဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာပေါ်ကအကြီးမားဆုံးလူတွေအငင်းပွားနေစေဖြစ်တဲ့ Atlantis အကြောင်းကိုပြောပြပေးသွားပါမယ် Atlantis အကြောင်းကိုပထမဆုံးရေးသားခဲ့တဲ့သူကတော့ Ancient Greek philosopher Plato ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်က Plato ဟာ Atlantis အကြောင်းကိုသူ့ရဲ့စာများတွေထဲမှာဖော်ပြခဲ့ပါတယ်အဲ့ဒီချိန်က Atlantis ဟာအင်းအားကြီးကျယ်တဲ့ကျွန်းတစ်ခုဖြစ်ပြီးအဆင့်မြင့်နည်းပညာအင်းအားကြီးရေတပ်နဲ့ကြီးမားတဲ့မြို့ပြအဆောက်အဦများတွေရှိခဲ့တယ်လို့ဆိုပါတယ်တချို့ဖော်ပြချက်များတွေအရ Atlantis မြို့ဟာကြီးမားတဲ့နန်းတော်တွေနဲ့စနစ်ကျတဲ့တူးမြောင်းများတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်တချို့လူတွေကတော့မယုံနိုင်လောက်အောင်တိုးတက်ခဲ့တဲ့ယဉ်ကျေးမှုတစ်ခုလို့ယူဆကြပါတယ်နောက်ပိုင်းမှာတော့ Atlantis လူမျိုးဟာအာဏာနဲ့ချမ်းသာမှုအပေါ်လောဘစိတ်ကြောင့်နဲ့အလွန်မတ်မောလာခဲ့ပြီးဘေးအန္တရာယ်တစ်ခုဖြစ်ပွားခဲ့ပါတယ်တညအတွင်း Atlantis မြို့ကြီးဟာပင်လယ်အောက်ကိုနစ်မြုပ်ပျောက်ကွယ်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်ဒီအကြောင်းဟာရာစုနှစ်များစွာတိုင်အောင်လူတွေကိုစိတ်ဝင်စားစေခဲ့ပါတယ်ဒီနေ့အထိ Atlantis တကယ်ရှိခဲ့လားဆိုတာကိုလူတွေရှာဖွေနေစေပါတချို့သမိုင်းပညာရှင်များကတော့ Atlantis ဟာတကယ်နေရာတစ်ခုကိုအခြေခံထားတာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ညီလေးပင်လယ်အတွင်းကရှီးဟောင်းယဉ်ကျေးမှုတွေနဲ့ဆက်ဆက်နိုင်တယ်လို့ theory တွေထွက်ပေါ်နေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအရန်ပြင်းထန်တဲ့မီးတောင်ပေါက်ကွဲမှုတစ်ခုဟာအနီးနားရှိတဲ့ကျွန်းများတချို့ပျက်စီးခဲ့ပါတယ်။ကြီးမားတဲ့ကပ်ဘေးအန္တရာယ်ဟာ Atlantis ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဒါပေမဲ့ Atlantis ကိုတကယ်ရှာတွေ့ခဲ့တယ်ဆိုတဲ့အတည်ပြုအထောက်အထားမရှိသေးပါ။နှစ်ပေါင်းများစွာအတွင်း Atlantis ကိုရှာဖွေဖို့စူးစမ်းလေ့လာရေးခရီးတွေအများကြီးလုပ်ခဲ့ကြပါတယ်။ Atlantis ဟာဒီနေ့အထိဘာကြောင့်လူတွေကိုဆွဲဆောင်နေတာလဲဆိုတဲ့အချက်ပါအကြောင်းရင်းတစ်ခုကတော့အဆင့်မြင့်ယဉ်ကျေးမှုတစ်ခုရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်ဆိုတဲ့အတွေးကြောင့်ဖြစ်နိုင်ပါတယ်တချို့ဇာတ်ကားတွေဂိမ်းနဲ့မှတ်တမ်းရုပ်ရှင်များတွေထဲမှာတောင် Atlantis ကိုအလွန်တိုးတက်တဲ့ရှေးဟောင်းမြို့တစ်ခုအနေနဲ့ဖော်ပြကြပါတယ်တချို့ theory တွေကတော့ Atlantis ယဉ်ကျေးမှုဟာဒီနေ့နည်းပညာတချို့ထက်တောင်ပိုတိုးတက်ခဲ့တယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့တနေ့မှာတော့ပင်လယ်အောက်တနေရာမှာ Atlantis ရဲ့အမှန်တရားကိုလူတွေရှာတွေ့သွားနိုင်ပါတယ်ပြီးတော့အဲ့ဒီနေ့ရောက်လာရင်ကမ္ဘာသမိုင်းကိုလုံးဝပြောင်းလဲသွားစေနိုင်ပါတယ်